ဟုတ်လေငါတတိဖြစ်ခဲ့ရင်ကောင်းပါပဲအဲ့လိုလေတောင်းရနော်ဒါကြောင့်တတိဖြစ်ခဲ့ရင်ဆိုတော့ညတတိဖြစ်တဲ့အကြောင်းတော့တွေးနေတယ်နော် ဒီတော့သူဖြစ်မဖြစ်ခဲ့လို့ပေါ့နော်အခုချိန်မှာအော်ငါတတိဖြစ်ခဲ့ရင်ကောင်းပါပဲဟုတ်နော်အဲ့လိုအများကြီးပဲသုံးလို့ရပါတယ်ဘူစာအပူကြတွေ့စမြဘူကြကတွေ့စမြနော်တတိဖြစ်ရင်ဒီကတာကောင်းပါပဲပိုင်သုံးရင်နောက်တစ်ချောင်းတော့ဘာလုပ်ချင်တယ်ဟုတ်တယ်နော်နိုင်ငံခြားမှာကောင်းအလုပ်လို့ရရင်ကောင်းပါပဲနော်ကောင်းပါပဲနော်မဟုတ်လဲအလုပ်ဝင်လို့ရရင်ကောင်းပါပဲချွတ်ချစ်ခါတာအလုပ်ဝင်ပြီအဲ့လိုတော့ချွတ်ချစ်ခါချွတ်ချစ်ခဲစမြအဲ့လိုဖြစ်မယ်သူယူပြောင်းမယ်နော်ယူပြောင်းသူထည့်ရမှာဆိုတော့ချွတ်ချစ်ခဲစမြချွတ်ကတာချွတ်ကဆော်ယူโอเคမှာကြရောဂျာတာโอเคဆရာနောက်တစ်ခုက verb are your do လဲပဲဆိုတဲ့အဓိပ္ပာယ် do ကလဲဆိုတဲ့အဓိပ္ပာယ်ဒါညရင်တောင်းပေါ့နော်သူကဒီမှာကျတော့ verb နဲ့တွေ့ရပါဆိုတော့ noun နဲ့ဆိုတော့ယူပြောင်းကြမလို့နော် noun meaning အကုန်လုံးကဆရာခုနပြောတဲ့အတိုင်းပဲနော်ကေဆိုခွေးနော်ကေယူခွေးတွေမရှိဘူးပေါ့နော်အားကြောင့်နော်ကေတူဆိုရင်လည်းခွေးလဲဆိုနော်အဲ့ညာရင်တော့ကျတော့ noun နဲ့တွေ့ရဆိုလဲတောင်းပေါ့နော်ကြောင်လည်းရှိတယ်ခွေးလည်းရှိတယ်သူကအဲ့လိုတော့ဖြစ်သွားတယ်ဒါကြတော့အဲ့လိုမဟုတ်တော့ဘူးเนาะဒါကြောင့်နောက်ထပ်အတိတ်ပဲတစ်ခုဖြစ်နေဘယ်လိုလဲဆိုတော့သူဆုံးဖြတ်ပြီးသားကိစ္စတစ်ခုဘာပဲဖြစ်ဖြစ်မပြင်တော့တဲ့အခါမှာတောင်းတယ်ကိုရီးယားသွားမယ်ပေါ့နော်ဘယ်လိုဖြစ်သွားမှာဘာမှလာမတားနဲ့เนาะဘယ်သူမှလာမတားနဲ့အဲ့လိုပေါ့နော်မြန်မာလိုဆိုတော့လူကြီးတွေကတားလေပေါ့နော်သူကိုရီးယားကိုသွားမယ်ငါကိုရီးယားသွားမယ်အဲ့လိုမျိုးပေါ့နော်ဟုတ်လေမင်းမချစ်လဲငါချစ်တယ်အဲ့လိုမျိုးပေါ့နော်ကိုကတော့ဆုံးဖြတ်လိုက်တော့နော်ငါမျိုးချစ်တယ်ပေါ့နော်ဒါပေမဲ့မင်းကတော့မကြည့်ဘူးမင်းမကြည့်လဲငါမပြေဘူးပေါ့နော်မင်းမကြည့်လဲငါချစ်မယ်လို့ပြောချင်တာโอเคတော့မြအဲ့လိုအချိန်မှလည်းတော့မြနော်ဒီမှာသူကတော့ဘီကဝါသူရောဟင်းကခံနေတာတဲ့မိုးရွာလဲခီးသွားမှာပဲမိုးရွာလဲခီးသွားမှာလေနော်နီးပူပူနှင်းကြကြသွားမှာပဲခီးရနော်โอเคအဲ့လိုအချိန်မှတော့အဲ့ဆိုမှုတစ်ချောင်းတော့တိဆောက်ကြည့်ပါသူရဲ့ဆုံးဖြတ်ချက်တစ်ခုอืมอืมนี่บะปาอยู่ဟလားอืมလုံများလဲလုံများလဲဂျူမာလဲရှူရောရောနော်လုံများလဲပြည့်ရမှာနားမယ်နော်ညောလောက်ပဲလုံမြင်များမမြင်များပြည့်ရမှာနားကိုနားမှာโอเคနောက်တစ်ခုကအီနာနာဆိုတော့နောင်းနဲ့သွားမယ်ဖြစ်ဆိုတဲ့အဓိပ္ပာယ်အဲ့တစ်ခုခုရွေးချယ်ဖို့ဇဝေဇဝါဖြစ်နေတဲ့အခါမှာတော့ကိစ္စတစ်ခုရွေးချယ်ဖို့ဇဝေဇဝါဖြစ်နေတဲ့အခါမှာဒီအီနာနာလေးတော့အဆုမကထမင်းစားရင်ကောင်းမလားဒါမှမဟုတ်လေဒီတောင်းရင်ကောင်းမလားဒါမှမဟုတ်ရုပ်ရှင်ကြည့်ရင်ကောင်းမလားနော်အဲ့လိုဇဝေဇဝါဖြစ်နေအဲ့တော့အတပိုင်အီနာအတမပိုင်နာတဲ့နော်အောက်မှာဆိုလေတူပဲ심심한데 영화나 볼까ပြင်းလို့ရုပ်ရှင်ဖြစ်ကြည့်မလားနော်သူဇဝေဇဝါဖြစ်နေတယ်နော်ရုပ်ရှင်ဖြစ်ကြည့်မလားရုပ်ရှင်မကြည့်လဲရတခုတော့စားမလားဒါမှမဟုတ်တခုရွေးချယ်တယ်ဒါပေမဲ့ရွေးချယ်ဆိုရင်သူကဇဝေဇဝါဖြစ်နေတယ်နော်သူအတိအကျတော့မရှိဘူးအဲ့ဆိုလို့ကြည့်ပါအောင်တကြောင်တော့နော်မဟုတ်ဘူးဒါစားမလားနော်ကင်ဘက်အင်းကြီးထမင်းလိုက်ဘင်းဘက်ထမင်းတော့ပေါ့စားမလားနော်ဘာဆိုင်ကောင်းမှမသိဇဝေဇဝါဖြစ်နေနော်
โอเคနောက်တစ်ခုဆရာတို့အာအောယောအီယာယာတဲ့ဟုတ်အဲ့တော့အာအောယောကအာကျတော့ယူရောရပြောင်းတာရပေါ့နော်အီယာယာရှိမှာဟုတ်အဲ့တော့အီယာယာကတော့ဆရာအောက်မှာရှင်းပြတော့ပူနာလိမ့်မယ်ပေါ့နော်သူကအီယေယူယေယူနဲ့သူကအတိတ်ပဲတူတူပဲဟုတ်အတပိုင်းအီယေယူအတမပိုင်းယေယူအတိတ်ပဲလည်းဘယ်လိုဖြစ်မလဲအီယေယူယေယူအအဲတိတ်ပဲအာရလည်းတဲ့မယ်ပဲဆရာတင်မယ်နော်ဖြစ်ပါတယ်ပေါ့သူကကျတော့တင်မယ်ဆိုတာထားဖြစ်ပါစာတယ်ဖြစ်ပါတယ်အဟုတ်င်နီဒါဒီနဲ့သားဖြစ်မင်းစင်ပြီးနော်ဆရာအင်နီဒါနဲ့သစင်အာရေယူအီယေဖြစ်တယ်ယူယေယူကအင်နီဒါနဲ့ဆင်တယ်ပေါ့နော်နည်းနည်းဖြစ်တယ်ပေါ့ကျင့်တယ်ဟုတ်သူ question မပါလာဆိုတော့ဖြစ်လာပေါ့နော်ဖြစ်တယ်လေဘာလို့ဖြစ်သွားဖြစ်လာဟုတ်ဟုတ်ဒီအာအောယောကြယူပြောင်းတာနော်ဒါ feminine ကိုယူပြောင်းတယ်တူပဲ W မှာ verb ကိုတဲ့အာဟုတ်အောယောယူပြောင်းမယ်နောက်ဆိုတော့ ER လေးအဟုတ်သက်ပိုင်း ER အသက်မပိုင်းဟုတ်ရာပေါ့နော်ဗျာโอเคဆိုတော့ဒီမှာတော့ R ဖြစ်နေနော် R မဟုတ်နော်အဲ့ဒါရာဟုတ်โอเคအဲ့တော့ verb ကတဲ့နော် verb ကိုအာအောယောယူပြောင်းတယ်အဲ့တော့အာအောယောယူဖြုတ်ရင်းနီကိုထက်ငယ်တဲ့သူတွေကိုတုံးတယ်သုံးတယ်ဟုတ်ပြောချင်တော့ feminine ကိုယူပြောင်းယူလေးဖြုတ်လိုက်ပါနော်ဒါစကားပြောမှာတုံးတာများတယ်ဟုတ်ဟုတ်တုံးကြောနော်တုံးကြောယူပတ်စံပေးတယ်ပတ်စံတော့ပေးဒီမှာကျဟုတ်တုံးကြောဆိုပတ်စံပေးဖြစ်သွားဟုတ်ပြီးဟုတ်တဲ့မေပြောက်သွားပါနော်တုံးကြောပတ်စံပေးဟုတ်ပတ်မော်ကောထမင်းစားမလို့ပေါ့နော်ဟုတ်ပြီးစားလို့ပတ်စံပေးထမင်းစားမလို့နော်တုံးကြောပတ်မော်ကောနော်ပတ်မော်ကောဆိုရင်ထမင်းစားမယ်လို့လည်းတုံးနေအော်ရတယ်နော်ဘာမဟုတ်ပြီးစားမယ်ဟုတ်နောက်နဲ့ဆိုရင်ရေယူအီရေယူကဘာနဲ့တူလဲဆိုတော့ယာအီယာနဲ့တူတယ်ရနဲ့တွေ့ဟုတ်โอเคအဲ့တော့မျက်ရှိရေယူနော်အသက်မရှိမှအသက်ပါတဲ့ရေယူတုံးတယ်အဲ့ရေယူအစားဘာကိုတုံးလဲဆိုတော့ယာကိုတုံးလိုက်တယ်မရှိရကြည်ရဗနိုင်လဲအဲ့လိုဖြစ်သွားဟုတ်စာချီရေးတမကကမီယာတော့ပါလို့နော်ဂျီကမီရအခုနော်အဲ့လိုပြောလို့ရပြန်ပါတယ်လို့လားဆိုချီကအမီရမ်ဂျီကမီရဂျီကမီရရွယ်လာပါနော်သူအသက်ပိုင်း E ရယူအဲ့တော့ ခုက E ရယူကဒီမှာအသက်ပိုင်း E ရယူအဲ့တော့ E ရကိုသုံးလိုက်တယ် E ချီရယူကကမီယာလည်းဆရာပြောချီကမီယာဂျီကမီရကဘာဖြစ်လဲချီကမီယာအခုဘာဖြစ်တယ်လဲလို့မြင်ရလားဆရာဘယ်လိုလဲသူကချီကမီယာကျတော့အဲ့ချီကမအခုမြင်ရမေးခွန်းလားအဖြေလားသိချင်တယ်ဆိုရင်နောက်ဆုံးက question မပါလားမပါလားကိုကြည့်ရမပါဘူးမမပါရင်တော့သူပါဘူးအဖြေပေါ့နော် question မပါလားပါတယ်ဆိုတော့ဂျီကမီရဆိုအခုလားအဲ့လိုခုမှဖြစ်သွားမယ်ဖြစ်မှာခုလားနော်အတန်လေးမြင်အော်လားဂျီကမီရအခုလားမရှိရအဲ့လိုဖြစ်သွားချီကမီယာဟုတ်ကဲ့ဟာအခုဆိုရင်တော့ဂျီကူမီရေကိုအဲ့လိုတုံးလို့ရဒါမှမဟုတ်လဲဂျီကူမီယာအခုပါအဲ့လိုပြန်တုံးလို့ရချီကမီယာဟာပြောတာတော့အတူတူပဲဒါပေမဲ့အတန်အနှိမ့်မြင့်တက်ကြတော့ကွာပါမယ်ဟုတ်ကဲ့ဆရာမိကုန်းဆိုတော့အတန်မြင့်အောင်နော်ဂျီကူမီယာအခုလားနဲဂျီကူမီယာဟုတ်ပါတယ်အခုပါချီကမီယာဟာရမလားဆိုရင်ဟုတ်ကဲ့ဆရာโอเคအဲ့တော့ရှာဒီနေ့ဒီလောက်ပဲသွားကြည့်လိုက်မယ်နော်ဟုတ်ကဲ့ဆရာโอเคရှာနောက်ထပ်ကျင်တဲ့ဥစ္စာရေးဆိုမို့ထပ်ပြီးတော့လေ့ကျင့်ထားပြီနောက်နေ့ကျရင်ဆရာကိုထပ်ဆက်လိုက်မယ်နော်ဖွင့်ရည်ကြည့်ဟုတ်ကဲ့ပါဗျာโอเคပါဗျာ그러면안녕잘자세요 네, 네, 안녕히 주무세요. 예, 푹 쉬세요. 안녕히 계세요. 네, 감사합니다. 네, 감사합니다.